안녕하세요 여러분. 디니 마로 시작하디 아오요 주라고 하다 아오요 달라고 하다 소래ဒီ series like ရှိတဲ့ဒီ indirect speech grammar လေးတွေကဒီတစ်ခုကိုရှင်းပြပေးမယ်ပေါ့နော်ဆိုတော့ဒီလိုမျိုး rago hada thago hada ဒီ grammar တွေအများကြီးရှိခဲ့ဘူးအဲ့ထဲမှာဒီနေ့ပြပြပေးမယ့်ဥစ္စာတွေကကြာဒီတောင်းဆိုတဲ့ဟာမျိုးเนาะအဲ့တော့ကိုယ့်အတွက်တောင်းဆိုတာသူများအတွက်တောင်းဆိုပေးတာဒီလိုမျိုးခြုံငုံပြီးတော့မှတောင်းဆိုတဲ့ဟာနဲ့ပတ်သက်ပြီးတော့ဆရာပြောမယ်ပေါ့နော်အဲ့သူ့ကိုထိပ်ပဲဆရာဘာသာပြန်လိုက်မယ်ဆိုလို့ရှိရင်ပေးပါလို့ပြောတယ်တနည်းအားဖြင့်ပေးခိုင်းနေတယ်ပေါ့နော်ပေးခိုင်းနေတယ်တခြားသူကပြန်ပြောတဲ့စကားဒါမှမဟုတ်စကားတစ်ခုဒုတိယအကြိမ်မြောက်နှစ်ခါမြောက်ပြန်ပြောတဲ့အခါပေါ့နော်ဒါတွေတော့သိထားပြီးသားပဲကိုမဟုတ်တဲ့တခြားသူကပြောတဲ့စကားကိုပြောတယ်ဒါမှမဟုတ်ကိုပြောတဲ့ဟာကိုပဲနောက်တစ်ခါထပ်ပြီးတော့ပြောတယ်ဒီလိုမျိုးမှသုံးမယ်ပေါ့နော်ဒီနေ့ခုကွာရှားချက်လေးအမြင်နဲ့ရောတတ်တယ်ပထမတစ်ခုကကြာဒီအာအော်ရောဂျူဒါကိုဟာတာဂျူဒါကိုဟာတာဘယ်ချိန်မှသုံးလဲဆိုလို့ရှိရင်စကားပြောသူကိုယ်တိုင်အတွက်မဟုတ်ဘဲနဲ့တခြားသူအတွက်တောင်းဆိုပေးတဲ့အခါအဲ့တော့စကားပြောတဲ့သူကသူ့အတွက်တောင်းဆိုတာမဟုတ်ဘဲနဲ့တခြားသူအတွက်တောင်းဆိုပေးတဲ့အခါမျိုးဆိုရင်ဂျူဒါကိုဟာတာကိုသုံးတယ်โอเคပြီးလို့ရှိရင်ဒါလာကိုဟာတာကကြတော့ဖြောင်းမြန်ပေါ့နော်အဲ့တော့စကားပြောသူကာယကံရှင်ကိုယ်တိုင်အတွက်သူကိုယ်တိုင်လိုအပ်လို့သူ့အတွက်တောင်းဆိုတဲ့ဟာဆိုလို့ရှိရင်ကြတော့ဒါလာကိုဟာတာကိုသုံးပြရမယ်그럼 예문 한번 볼게요ပထမစာတန်းလေးစပြီးကြည့်လိုက်ရအောင်နော်အဲ့တော့엄마가ပြောတဲ့စကားပေါ့နော်အဲ့တော့아이에게 따뜻한 물 좀 주세요 아이에게 따뜻한 물 좀 주세요ကလေးကိုရေနွေးလေးနွေးထွေးတဲ့ရေလေးပေးလိုက်ပါအဲ့တော့ဒီမှာပြောတဲ့ဥစ္စာကအမေကသူ့အတွက်တောင်းတာမဟုတ်ဘူးဘသူ့အတွက်တောင်းတာလဲ아이에게ကလေးအတွက်တောင်းနေတာမဟုတ်လို့ဆိုတော့ဘာလို့သုံးပြရမှာလဲ주라고 하다고သုံးပြရမယ်엄마가 아이에게 따뜻한 물 주라고 하십니다အမေဖြစ်တဲ့အတွက်ကြောင့်မလို့ဒီအရှိ grammar လေးသုံးတယ်နော်အဲ့တော့အမေကတောင်းဆိုတာတော့ဟုတ်တယ်သူကိုယ်တိုင်တောက်ဖို့မဟုတ်ဘဲနဲ့ကလေးအတွက်တောင်းတာဖြစ်တဲ့အတွက်ကြောင့်주라고 하다고သုံးတယ်အခုကြည့်ကြည့်အောင်사장님가ပြောတဲ့စကားပေါ့နော်အဲ့တော့손님에게 커피나 주스를 사주세요 손님ဒီလာတဲ့ကစတမာဧည့်သည်အတွက်ကိုဟလာ coffee ဒါမှမဟုတ် juice လုပ်ပေးပါလို့ပြောလိုက်တယ်ပေါ့နော်အဲ့ချိန်မှာဟလာဒီတထေးကတောင်းဆိုတဲ့ဟာတော့ဟုတ်တယ်ဒါပေမဲ့သူကိုယ်တိုင်တောက်ဖို့အတွက်မဟုတ်ဘူး customer အတွက်တောင်းဆိုပေးတာသူများအတွက်တောင်းဆိုပေးတာဖြစ်တဲ့အတွက်ကြောင့်မလို့주라고 하다고သုံးတယ်사장님께서 손님에게 커피나 주스를 주라고 하십니다 사장님ဆိုတဲ့ကြောင့်မလို့အရှိ grammar လေးသုံးထားတယ်နောက်ကြောင်းထပ်ပြီးကြည့်ကြည့်အောင်수미가ပြောတဲ့စကားပေါ့နော်남편이 오늘 몸이 안 좋으니까 아저씨가 운전해 주면 안 돼요ပြောလိုက်တယ်ပေါ့နော်သူ့ရဲ့အမျိုးသားဖြစ်သူက 오늘 몸이 안 좋으니까နေမကောင်းလို့ပေါ့နော်နေမကောင်းတဲ့အတွက်ကြောင့်မလို့아저씨가 안개가 우리가 운전해 주시면 안 돼요 해주면 안 돼요ကားမောင်းပေးလို့မရဘူးလားကိုစားကားမောင်းပေးလို့မရဘူးလားလို့ပြောလိုက်တယ်ဒီနေရာမှာကားမောင်းခိုင်းတာကဘယ်သူအတွက်လဲသူ့အမျိုးသားအတွက်သူ့အမျိုးသားကားမောင်းရမယ့်နေရာမှာမောင်မေးခိုင်းတာဆိုတော့သူ့အတွက်တောင်းဆိုတာမဟုတ်ဘူးနဲ့သူ့အမျိုးသားအတွက်တောင်းဆိုပေးရဖြစ်တာကြောင့်မလို့주라고 하다고သုံးပေးရမယ်အဲ့တော့수미 씨는 남편이 몸이 안 좋으니까 운전해 주라고 하십니다ကားမောင်းခိုင်းတယ်ကားမောင်းပေးပါလို့ပြောတယ်ဒါကသူ့ကိုယ်တိုင်အတွက်တောင်းဆိုတာမဟုတ်ဘဲနဲ့သူ့အမျိုးသားအတွက်တောင်းဆိုပေးရဖြစ်တဲ့အတွက်ကြောင့်주라고 하다고သုံးတယ်နော်တို့လာ민우ကပြောတဲ့စကားလေးကြည့်ကြည့်အောင်နော်အဲ့တော့서점에 가면 동생 것도 사주세요 동생အတွက်အငယ်လေးအတွက်ပေါ့သူ့ရဲ့ဒီညီလေးညီမလေးအတွက်လည်းပဲစားကျူးဆက်ရောဝယ်ခဲ့ပေးပါအဲ့တော့တောင်းဆိုလိုက်တာကတော့တောင်းဆိုလိုက်တာပဲဒါပေမဲ့သူ့အတွက်မဟုတ်ဘဲနဲ့သူ့ညီလေးသူ့ညီမလေးအတွက်တောင်းဆိုလိုက်တဲ့ဟာမျိုးเนาะအဲ့အတွက်ကြောင့်မလို့주라고ကိုပဲသုံးပြရမယ်အဲ့တော့민우ကပဲပြောတယ်ပေါ့เนาะနေကဒါကြောင့်သူပြောတဲ့စကားကိုပဲဒုတိယအကြိမ်ပြန်ပြောတဲ့ပုံစံမျိုး내가 서점에 가면 동생 것도 사주라고 했잖아요 왜 안 사줬어요ဘာဖြစ်လို့မဝယ်ခဲ့ရလဲနည်းနည်းလေးစိတ်မရှိတဲ့ပုံစံမျိုးပြန်ပြောရဲဒုတိယအကြိမ်ပြန်ပြောရဲဆိုတော့ငါဝယ်ခဲ့ပေးပါလို့ပြောတဲ့ဟာကိုဘာလို့မဝယ်ခဲ့တာလဲเนาะငါဝယ်ခဲ့ပေးပါလို့ပြောခဲ့တယ်မလား사주라고 했잖아요ဒီမှာဝယ်ခဲ့ခိုင်းတာကသူ့အတွက်မဟုတ်ဘဲနဲ့သူ့ညီလေးသူ့ညီမလေးအတွက်ဖြစ်တဲ့အတွက်ကြောင့်မလို့주라고ကိုသုံးတယ်အဲ့တော့ပြန်ပြောရမယ်ဆိုရှင်ဒီ주라고 하다 grammarကပြောရဲသူကသူကိုယ်တိုင်အတွက်မဟုတ်ဘဲနဲ့သူများအတွက်ကိုတောင်းဆိုပေးတဲ့အခါဆိုရင်주라고 하다ကိုသုံးတယ်이해 됐나요ဒါဆိုရင်달라고 하다ဆက်ပြီးကြည့်ကြည့်အောင်အဲ့ပထမတစ်ခုစပြီးကြည့်ကြည့်အောင်နော်အဲ့엄마အမေကပဲပြောရဲဟာအဲ့ဒီတစ်ခါကကြတော့စွမ်းနာဟာလေးနဲ့မတူတော့ဘူး 오늘 요리 도와줘ဒီနေ့ဟင်းချက်တာကိုကူညီပေးဟင်းကူချက်ပေးအဲ့တော့ဟင်းချက်တာကူညီပေးဆိုတော့သူများချက်တဲ့ဟာကူညီပေးတာမဟုတ်ဘူးကိုချက်တဲ့ဟာအမေကိုယ်တိုင်ဟင်းချက်မဲ့ဥစ္စာကိုကူညီပေးပါအောင်လို့သူ့အတွက်တောင်းဆိုလိုက်တာဖြစ်တဲ့အတွက်ကြောင့်မလို့달라고 하십니다 달라고 하다고သုံးပေးရမယ်ဆိုတော့엄마가 오늘 요리 도와달라고 하십니다 도와주라고မဟုတ်ဘဲနဲ့도와달라고ဖြစ်သွားပြီသူ့အတွက်တောင်းဆိုရတာဖြစ်သွားပြီ또 사장님ပြောလိုက်တယ်저한테 커피나 주스를 해주세요 저한테ဆိုကြတဲ့사장님ကသူ့အတွက်တောင်းဆိုတာသူကိုယ်တိုင်အတွက်ကို coffee ဒါမှမဟုတ် juice အချိုရည်လေးလုပ်ပေးပါအောင်ပြောလိုက်တယ်ပေါ့နော်အဲ့တော့အဲ့ဒါကိုတစ်ဆင့်ပြန်ပြောမယ်ကိုကအဲ့တော့사장님께서 커피나 주스를 해달라고 하십니다 해주라고 아니에요 해달라고가 되겠죠ဘာလို့လဲဆိုတော့သူကိုယ်တိုင်တောင်းတဲ့အတွက်တောင်းဆိုတာမလို့ 해달라고ဖြစ်သွားမယ်နောက်တစ်ခု수미가ပြောလိုက်တယ်오늘 제가 몸이 안 좋으니까 아저씨가 운전해 주시면 안 돼요ဒီမှာကျတော့သူ့ရဲ့ဆောနာလိုမျိုးသူ့နန်းဖြောင်းမဟုတ်တော့ဘဲနဲ့သူ့ကိုယ်တိုင်နေမကောင်းတဲ့အတွက်ကြောင့်မလို့ကားမောင်းပေးပါလို့တောင်းဆိုလိုက်တယ်အဲ့တော့သူ့ကိုယ်စားသူ့အတွက်မောင်းပေးရမှာဖြစ်တဲ့အတွက်ကြောင့်မလို့ဘာကြီးလဲ운전해 달라고 합니다 운전해 달라고 합니다ဖြစ်သွားမယ်
또 민우가 별라이 돼 선아 루မျိုးပဲ 서정매 가면 제 거도 사주세요. 제 거, 뚜အတွက် အဲ့တော့ 제 민우 အတွက် 뚜 အတွက်ကို ဝယ်ဖို့ တောင်းဆိုလိုက်တာ ဖြစ်တဲ့အတွက်ကြောင့်မလို့ 달라고가 되겠죠. အဲ့တော့ 내가 서점에 가면 제 거도 사달라고 했잖아요. 뚜 အတွက်လည်း ဝယ်ခဲ့ပေးပါလို့ ပြောခဲ့တယ် မဟုတ်ဘူးလား 왜 안 사줬어요? ဘာဖြစ်လို့ ဝယ်ခဲ့ပေးတာလဲ ဆိုပြီးတော့ ပြောလိုက်တယ်ပေါ့နော် အဲ့တော့ ဒါလေးကကျတော့ ဒီ 민우가 뚜 အတွက် ဝယ်ခိုင်းတဲ့ဟာဖြစ်တဲ့အတွက်ကြောင့်မလို့ 달라고ကို တုံးလိုက်တာ 네. ဒါဆိုရင် 주라고နဲ့ 달라고 ဟာတာလေးကို ဝယ်မယ်လို့ ထင်တယ်ပေါ့နော် အဲ့တော့ 여러분တို့ကို ဒီဗီဒီယိုလေးကြည့်ပြီးသွားလို့ရှိရင် အင်စာလေးတစ်ခုပေးမယ် ဘာလဲဆိုလို့ရှိရင် ဒီမှာ 3ခု ဒီ 3ချောင်းလေး သူတို့ပြောတဲ့စကားလေး 3ခုကို 여러분တို့က တစ်ဆင့်ပြန်ပြောပြပေးရမှာ ဆိုတော့ ဘယ်လို grammar လေး သုံးပြီးပြောမလဲဆိုတဲ့ဟာလေးကို comment ထဲမှာရေးခဲ့ပေးပါအောင်နော် ဒီနေ့ရှင်းပြပေးခဲ့လိုက်တာကတော့ Jurago ဟာတာနဲ့ Dalago ဟာတာရဲ့ကွာခြားချက်တွေဖြစ်ပါတယ် ဆိုတော့ Sona ကပေးတဲ့အင်စာလေးလည်း comment မှာရေးထားခဲ့ပေးပါအောင်နော် သိချင်တာရှိလို့ရှိရင်လည်းပဲအချိန်မီလာပြီးမိထားလို့ရပါတယ် 네, 그럼 다음 영상에서 또 봐요 여러분 안녕